သူသည်တာမန်လူတစ်ယောက်မဟုတ်ခဲ့ပါသူ၌နတ်ဖျားများကိုယ်တိုင်ကောင်းချီးပေးထားသည့်ခန္ဓာကိုယ်မျိုးရှိသည်ဤစစ်သူရဲ့သည်တခါကတန်တစ်ဆက်ရှိသောချင်းတိကြီးတစ်ကောင်၏မေးရိုးများကိုသူ၏လက်ပလာဖြင့်ဆွဲဖြတ်ပစ်ခဲ့မှုသည်အေယာမတော်ဝက်ကြီးများသည်လည်းသူ၏လက်သီးတစ်ချက်တည်းဖြင့်ပင်လဲကျတည်ဆုံးခဲ့ရသည်ကုန်းပေါ်တွင်သူ့ကိုရှင်ပြိုင်နိုင်သူမရှိတော့သည့်အခါသူသည်ငကားရီကန်ကြီးတဲ့သို့လက်ဆိုင်စွာငိုရှိုးဝင်ရောက်သွားပြီးမိသူများမထီရဲမကန်ရဲကြသောကြောက်မက်ဖွယ်ရာဟိုက်ထားလိုက်ငွေတကားကြီးကိုတက်ဖြတ်ခဲ့သည်သူဝင်လွှဲခဲ့တဲ့ညတိုက်ပွဲတိုင်းသည်တပုံစံနဲ့သာပြီးဆုံးလေးရှိသည်ဒီမှာလုံးဝအုပ်တုံပျက်စီးခြင်းပင်ဖြစ်သည်သူသည်ဘရင်အမြောက်များကိုအနိုင်ယူခဲ့မှုတစ်ဖြင့်ညီမျှရှိပြီလဲဆိုသည်ကိုမမှတ်မိတော့သည်မှာကြာပြီဖြစ်သည်မကြာမီမှာပင်သူ၏အမိသည်ဘရင်များထက်ပင်ပုံမကြော်ကြားလာခဲ့သည်ထိုအချက်ကဘရင်ရင်ထဲတွင်မနာလိုဝန်တိုစိတ်အစိတ်တောက်ကိုတဖြည်းဖြည်းတိုးထောင်ပေးလိုက်သလိုဖြစ်သွားပြီးမိမိ၏ထီးနှန်းကိုဆုံးရှုံးရမည်ကိုအလွန်မင်းကြောက်လန့်လာခဲ့သည်ထို့ကြောင့်ဘရင်သည်စစ်သူရဲကိုနိုင်ငံတော်ပုံကံမှုဖြင့်မဟုတ်မမှန်ဆွဆွဲပြီးသူ၏အပြစ်မဲ့သောဇနီးကိုတေးတံချမှတ်ခဲ့သည်စစ်သူရဲသည်အေယာမတန်ချေခြင်းများဖြင့်ချီနှောင်ခံထားရလျက်ထိုနေရာတွင်ရပ်နေခဲ့သည်သို့သောကိုမြတ်သူကသူ၏ဇနီးဖြစ်သူထံသို့ဓာတ်ကိုမြှောက်လိုက်သည့်စက္ကန့်ပိုင်းတွင်မှပင်သူ၏ရင်ထဲမှတစ်ခုခုပောက်ကွဲထွက်သွားခဲ့သည်သူသည်ကြောက်တိုင်းကြီးများပင်တုန်ခါသွားစေလောက်သည့်အားကောင်းလာသောဟိဟောက်တန်ကြီးကိုမြည်ဟိလိုက်သည်ထို့နောက်တန်ချေခြင်းများကိုကစားစရာများကဲ့သို့ရိုက်ချိုးပစ်လိုက်တော်သည်ဘရင်သည်ထိတ်လန့်တုန်လှုပ်လျက်ဆုံးသွားခဲ့သည်မျက်စိတမိတ်တွင်မှပင်စစ်သူရဲသည်ကိုမြတ်သူကိုပိုးမွားလေးတစ်ကောင်ကဲ့သို့ချေမှုန်းပစ်လိုက်သည်ဘရင်သည်ပြပြတလဲဖြစ်ကတန်တကားကြီးများကိုဖွင့်ခိုင်းပြီးကွင်းပြင်ထဲသို့ရက်ဆက်ကြမ်းကြုတ်သောငရဲခွေးအုပ်ကြီးကိုလွှတ်လိုက်သည်သို့သောချင်းသေးတကားတို့၏ဘရင်ကိုအနိုင်ယူခဲ့ပူသောလူတစ်ယောက်အတွက်မူဤသားရဲ့တိရစ္ဆာန်များသည်ဘာမှမဟုတ်ခဲ့ပါသူသည်ဇနီးဖြစ်သူကိုမိမိ၏နောက်ွယ်တွင်ကာကွယ်ထားပြီးမိနစ်ပိုင်းတွင်မှပင်ထိုမတ်စ်မိစ္ဆာကောင်များကိုအပြည့်ရှင်းပစ်လိုက်သည်ယခုအခါဘရင်ကိုပိုင်ကစားပွဲသည်ဘရင်ထံသို့ပြန်လည်ဦးလှည့်လာခဲ့ပြီဖြစ်သည်ထို့ကြောင့်ဘရင်သည်မျှော်လင့်ချက်မဲ့စွာဖြင့်သူ၏စစ်တီတော်တန်းရှိသောစစ်တပ်ကြီးကိုတိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်သို့သောစစ်သူရဲသည်စက္ကန့်ပိုင်းများပင်ထိတ်လန့်တုန်လှုပ်ခြင်းမရှိခဲ့ပါသူသည်တောက်လောင်နေသောမီးအိုးများကိုမြေပြင်ပေါ်သို့ရိုက်ခွဲပစ်လိုက်ရာစစ်တပ်ကြီးတစ်ခုလုံးပြိုပြဲဖြစ်သွားခဲ့သည်ထို့နောက်လေကားတစ်လျှောက်ရှိအေယာမစီမီကွက်ကြီးများကိုတွန်းလှဲပစ်လိုက်သည်ခဏအတွင်းမှာပင်မိပင်လေကြီးသည်နေရာအနှံ့ပြန့်နှံ့သွားခဲ့သည်ရေတွက်၍မရနိုင်သောစစ်သားများစွာအရှင်လက်လက်မိလောင်ပြကြခဲ့တော်လဲဘရင်မာနတရားကမူတေဆုံးရန်ညှဉ်းဆန်နေစေဖြစ်သည်လူမြင်များပင်စေးတေးခံစနစ်တကျအနစ်နာခံခဲ့ရသည်ကိုဘရင်ကဂရုမစိုက်ခဲ့ပေထိုအချိန်တွင်စစ်သူရဲသည်နောက်ဆုံးပိတ်အကွက်တစ်ခုကိုထုတ်သုံးလိုက်သည်သူသည်သူ၏အင်အားရှိသမျှကိုစုစည်းကာအင်ပါယာ၏အမြင့်ဆုံးနှင့်နိုင်ငံတော်အာဏာ၏ပြရုပ်ဖြစ်သောကြောက်တိုင်ကြီးကိုအရှိန်ပြင်းစွာစောင့်တွန်းလိုက်သည်အေယာမရုပ်ထုကြီးနှင့်ကြောက်တိုင်ကြီးသည်ဒိုမီနိုတုံးများကဲ့သို့ပြိုလဲကျသွားခဲ့သည်ထိုပြက်စီးပုံများအောက်တွင်နင်းမြုပ်လျက်ဘရင်သည်နောက်ဆုံး၌ဖိညက်ကတေဆုံးသွားခဲ့တော်သည်စစ်သူရဲအပြင်သို့လှမ်းကြည့်လန့်လိုက်သောအခါထောင်ပေါင်းများစွာသောစစ်သားများသည်လက်ဖျားတစ်ပါးကိုမြင်လိုက်ရသည့်အလားငြိမ်သက်စွာဖြင့်သူ့ကိုအံ့အားသင့်စွာစိုက်ကြည့်နေကြသည်သူတို့သည်မိမိတို့၏လက်နက်များကိုတယောက်ပြီးတယောက်ချပစ်လိုက်ကြသည်အဘဲကြောင့်ဆိုသောယခုအခါတွင်သူတို့သည်အမှန်တရားကိုနားလည်သွားကြပြီဖြစ်သောကြောင့်ဖြစ်သည်